မင်္ဂလာပါဒီနေ့ဗီဒီယိုမှာက Viber အသုံးပြုသူတွေအတွက်အရေးကြီးတဲ့ data ချက်လက်တွေပြောင်းမသွားအောင်တရက်မှတစ်ကြိမ် backup လုပ်ထားသေးပါတယ် Viber အသုံးပြုသူတိုင်း backup မှန်လုပ်ထားသေးတဲ့အကြောင်းရင်းတွေကတော့ဖုန်းပြတ်တာဖုန်းပြောက်တာအခုခံရတာဖုန်းအသစ်ပြောင်းကျင်တာ Viber app ကိုမှားဖြတ်မိတာစသဖြင့်ပေါ့အခြေအနေအကြောင်းကြောင့်တရက်တစ်ကြိမ် backup လုပ်ဖို့အဆင်မပြေရင်တစ်ပတ်မှတစ်ကြိမ်လောက်တော့မဖြစ်မနေ backup လုပ်ထားဖို့လိုအပ်ပါတယ် Viber ကို backup လုပ်ဖို့အတွက်လိုအပ်တာကတော့ Android မှာဆိုရင် Gmail iPhone တွေမှာဆိုရင်တော့ iCloud ပေါ့ဗျာ Android နဲ့ iPhone နှစ်မျိုးစလုံးအတွက်အစစ်စစ်လောက်ပြပေးထားတာမို့အလွယ်တကူလိုက်လုပ်လို့ရပါတယ်ဆိုတော့ Viber တွေကိုဝင်လိုက်မယ် Viber backup လုပ်ဖို့အတွက် Viber တွေကိုဝင်လိုက်မယ်ဝင်ပြီးဆိုလို့ရှိရင်ဒီညာဘက်တော့အောက်ကမိုးလေးကိုတစ်ချက်နှိပ်လိုက်မယ်မိုးလေးနှိပ်ပြီးဆိုလို့ရှိရင်အပေါ်တန်းလေးဆွဲတင်မယ်ပြီးလို့ရှိရင်ဒီအောက်မှာ setting ဆိုတာရှိရယ် setting ကိုတစ်ချက်နှိပ်လိုက်မယ် setting နှိပ်ပြီးဆိုလို့ရှိရင်ဒီအလယ်နားလေးကလူပုံစံလေးအကောက်ကိုတစ်ချက်နှိပ်လိုက်မယ် okay အဲဆိုလို့ရှိရင်အပေါ်ဆုံးကိုViber backup ဆိုပြီးတော့တွေ့ရတယ်နော် okay Viber backup ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးဆိုလို့ရှိရင်ဒီနေရာမှာ account for backup ဆိုတဲ့နေရာမှာကို backup လုပ်ခြင်းတဲ့အကောက်ကိုယူလိုက်ပါနော်ကိုရဲ့ကိုကအကောက်ကိုလုပ်ခြင်းတဲ့အကောက်ကို backup လုပ်ထားမယ့်အကောက်ပေါ့ကိုရဲ့ကိုတောင်းအမြဲတမ်းသုံးပြုမယ့်အကောက်ကိုယူရလိုက်ပါနော်ဒါဆိုလို့ရှိရင်ယူလိုက်ပြီးယူပြီး okay နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင် backup now ကိုနှိပ်လိုက်ပြီးဆိုလို့ရှိရင်Viber backup လုပ်နေပြီပေါ့နော်အကယ်လို့ကိုကအမြဲနေ့တိုင်းမလုပ်ချင်ဘူးဆိုလို့ရှိရင်ဒီမှာကိုယ့်ဟာကိုဒီ manual မလုပ်ချင်ဘူးဆိုလို့ရှိရင် auto backup ရှိတယ် daily ယူလားဒါမှမဟုတ်ရင် weekly ယူလားဒီလနဲ့ယူလားပေါ့နော်ကျွန်တော်တော့ daily ပဲထားလိုက်မယ်daily ထားလိုက်ပေါ့နော်ဒီရှိ backup ကိုဒီ mobile data နဲ့လုပ်မလား wifi နဲ့လုပ်မလားကိုက wifi နဲ့သုံးမယ်ဆိုလို့ရှိရင်တော့ wifi နဲ့ထားတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာဒီကောင်တွေအမှတ်ချစ်တယ်မယ်ဆိုလို့ရှိရင် video ရောဒီဓာတ်ပုံရောအကုန် backup လုပ်တယ်ပြီတော့ပေါ့နော်ဆိုတော့ဒါတော့ backup လုပ်တဲ့နည်းနဲ့လေးပေါ့နော်တကယ်လို့ backup restore ဘယ်လိုပြန်လုပ်ရမလဲပေါ့နော် backup လုပ်ပြီးဆိုလို့ရှိရင် restore ဘယ်လိုပြန်လုပ်ရမလဲဒါတော့ဒီဖုန်းကိုမသုံးတော့ဘူးနောက်ဖုန်းတစ်လုံးမှာViber ပြောင်းထည့်မယ်ဆိုလို့ရှိရင်ထပ်ပြပေးမယ်နော်ဖုန်းအသစ်မှာဆိုလို့ရှိရင်ဘယ်လို restore ပြန်လုပ်လဲ okay အရင်ဆုံး Google Play Store ကနေ Viber ကိုတက် down လိုက်ပါနော်ဒါဖုန်းအသစ်ပဲဒါဖုန်းအသစ်ဖြစ်သွားပြီနော် Viber ကို share down လိုက်မယ် okay Viber down ပြီဆိုလို့ရှိရင်ဖွင့်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီညမှာကိုယ့်ရဲ့ phone number ရိုက်ထည့်လိုက်ပါနော်ကိုယ့်ရဲ့ phone number ရိုက်ထည့်လိုက်မယ်ရိုက်ပြီးလို့ရှိရင် continue ကိုနှိုက်ပြီးရှိ continue ပဲဆက်နှိုက်ပါနော်အလောင်းကိုပဲနှိုက်ပေးမယ်โอเคဒါဆိုလို့ရှိရင်ကိုရဲ့နော်ဒါဆိုဒီဘက်မှာကောက်ကြတယ်နော်โอเคဒါဆိုကိုရဲ့နာမည်ကြော်လိုက်ပါနော်ဒါဆိုဒီမှာကိုသူကတခါတည်းပြတယ်နော်ဒီမှာ restore လုပ်မလား skip လုပ်မလားပေါ့နော်ကျွန်တော် skip လုပ်လိုက်မယ်အထဲမှာပဲတွားပြီးတော့တက်လိုက်ပါနော်ဟုတ်ပြီဒါဆိုလို့ရှိရင် restore ဘယ်လိုပြန်လုပ်ရမလဲပေါ့နော် restore လုပ်ဖို့အတွက်ဒီဘက်ညာဘက်တောက်ကမော်လေးကိုနှိုက်ပြီးဆိုလို့ရှိရင်ဒီမှာ setting တွေကိုတွားပြီးဒီမှာအကောင့်ရှိတယ်ပြီးရ Viber backup တွေကိုတွားဒီဘက်တောက်မှာ restore ဆိုတာရှိတယ် restore နှိုက်ပါနော်ဒါဆိုဒီနေရာပြန်ရောက်ပြီဒါဆို restore now ကိုနှိုက်လိုက်ပါဒီနေရာကမှာ chat history တွေပဲဆိုလို့ရှိရင်နည်းနည်းတော့မြန်မှာပေါ့နော်ဒီဓာတ်ပုံတွေဗီဒီယိုတွေပါတဲ့အတွက်ကြောင့်Wi-Fi နဲ့ backup လုပ်ရင်တော့ပိုပြီးတော့အဆင်ပြေမယ်ဒါဆို media တွေကိုသူက restore လုပ်နေတယ်နော်နည်းနည်းကြာနာတဲ့အတွက်ကျွန်တော်ဗီဒီယို pass လုပ်တာလိုက်မယ်
okay ဒီမှာဒီ10ရာခိုင်နှုန်းပြရဒီမှာ100ရာခိုင်နှုန်းပြည့်သွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအပြင် chest ဒီမှာအကောင်လုံးဖုန်းဟာမှာတုံးခဲ့တဲ့အတိုင်းအကောင်လုံးဒီထဲမှာရှိပြီပေါ့နော်ဖုန်းဟာမှာတုံးခဲ့တဲ့အတိုင်းဒီထဲမှာအကောင်ရှိပြီပေါ့အကောင်ပေါ်လာမှာပေါ့နော်ဆိုတော့ဒါကတော့Android ဆိုပေါ့နော် okay iOS အတွက်ကိုနောက်ထပ်ထပ်လုပ်ပြပေးမယ် iPhone မှာ backup လုပ်ဖို့သူကအရင်ဆုံးခဏအတိုင်းပဲเนาะ Viber ထဲဝင်မယ်ပြီးလို့ရှိရင်ဒီဘက်တောက်ကမောနိုင်မယ်ပြီးလို့ရှိရင် setting ထဲကိုသွားမယ်အကောက်ကိုသွားမယ်ပြီး Viber backup ပေါ့နော်ပြီး backup နားကိုလိုက်ရေဘာမှကွာခြားချက်မရှိပါဘူးเนาะဒီမှာကျတော့ iCloud ထည့်ရတယ်ဆိုတော့ဒီ iCloud ထဲကနေသူက auto backup လုပ်ရတယ်ပေါ့နော်ဘာမှမရွေးသေးဘူး iPhone မှာကျတော့ iCloud ကတကောက်ပဲဆိုတော့လေဘာမှမရွေးသေးဘူး iCloud တွေကိုတန်းပြီးတော့ backup လုပ်ထားပေးတယ်အခုအကယ်လို့တခြားဖုန်းမှာဆိုလို့ရှိရင်ဒီမှာ restore နှိုက်ပြီးလို့ရှိရင်ဖုန်းအသစ်မှာပြန်ဝင်မှာဆိုလို့ရှိရင် restore နှိုက် restore now ကိုနှိုက်လိုက်ပြီးရင်restore လုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ chat တွေဖုန်းဟောင်းက chat တွေဖုန်းအသစ်တွေကိုအကုန်လုံးရောက်လာတော့ပေါ့နော်ကိုယ့်ရဲ့ data တွေဆုံးရှုံးမှုမဖြစ်ဘူးပေါ့auto backup မလုပ်ထားဘူးဆိုရင်တော့မှကိုယ့်ရဲ့Viber ကိုတပတ်တစ်ခါလောက်ပဲဖြစ်ပေါ့နော်ဝင်ပြီးတော့ manual backup ဝင်လောက်လိုက်ပေါ့နော်ပြီးလို့ရှိရင်Wi-Fi နဲ့ပဲလောက်ပေါ့နော် data နဲ့လောက်လို့ဆိုလို့ရှိရင် data အများကြီးကုန်မယ် video file တွေပါမယ်ဆိုလို့ရှိရင် data စားရတော့ပေါ့နော်ပြီးလို့ရှိရင်ကိုယ့်ရဲ့ Google Drive ဒီ iCloud storage တွေလုံလောက်မှုရှိမရှိစစ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲမေးရရှိရင်တော့ comment မှာမေးထားခဲ့ပြီပေါ့နော်အားလုံးကိုဒီလိုတင်ပါတယ်